ဒီဗီဒီယိုလေးမှာတော့မြေပဲစိစိုက်ပျိုးခြင်းအကြောင်းကိုရှင်းလင်းပြပြထားပါတယ်။မြေပဲဟာသဘာဝအတိုင်းကောင်းမွန်တဲ့စိုက်ပျိုးမှုနဲ့စိုက်ပျိုးခံရတဲ့မြေပဲသာဆိုရင်အာဟာရဓာတ်တွေများပြားတဲ့သီးနှံတစ်မျိုးလည်းဖြစ်ပါတယ်။ဒီဗီဒီယိုထဲကစိုက်ပျိုးနည်းကတော့မြေဆိုတွေကိုစလင်တာပုံစံရအောင်လုပ်ပြီးအလဲမှာအချိုက်လေးလောက်ကမြေပဲစိလေးကိုထည့်ပြီးစိုက်ပျိုးထားတာဖြစ်ပါတယ်။မြေပဲစိုက်ပျိုးခြင်းဟာဈေးကွက်ထိပ်ထန်သီးနှံတစ်မျိုးဖြစ်ပြီးစိုက်ပျိုးသူများအတွက်ဝင်ငွေကိုတိုးမြင့်ပေးနိုင်ပါတယ်။မြေပဲစိုက်ဖို့လိုအပ်တဲ့မြေအနေအထားကတော့မြေစီလွာကောင်းမွန်ပြီးရေစိတ်ဝင်မှုကောင်းတဲ့မြေဖြစ်တင်ပါတယ်။ဂျာတိဥတုကတော့နှွေဥတုကအသင့်တော်ဆုံးဖြစ်တယ်လို့မိုးပုံမှန်ရွာနေရင်လည်းပုံမကောင်းပါတယ်။အဓိကကျတဲ့အပင်စိုက်ပျိုးနည်းကတော့စိုက်ပျိုးရာမှာတတန်းချင်းအကွာအဝေးကို85စင်တီမီတာတပင်ချင်းအကွာအဝေးကို30စင်တီမီတာခန့်ထား၍စိုက်ပါတယ်။မျိုးစိရွေးချယ်မှုအတွက်ကတော့မျိုးပေစာအရှိအသွေးကောင်းပြီးအထွက်နှုံကောင်းတဲ့မျိုးစိကိုရွေးချယ်ရပါမယ်။မိုးလေဝသအခြေအနေနဲ့ကိုင်းညီတဲ့မျိုးစိမျိုးကိုသုံးသပ်ပါတယ်။တမ်းမြေပြင်ဆင်မှုစိုက်ပြီးနောက်ပိုင်းတစ်ပတ်အတွင်းမှာရေသွင်းပေးရပါမယ်။မြေပဲအပင်ဟာအပင်ထွက်ချိန်နဲ့အဖူထွက်ချိန်တို့မှာရေလိုအပ်မှုများပါတယ်။စိုက်ပြီးရက်ပေါင်း90ကနေ120အတွင်းမှာရိတ်သိမ်းနိုင်ပါတယ်။ရိတ်သိမ်းပြီးတဲ့မြေပဲတွေကိုချောင်းသွေးအောင်ထားပြီးသိမ်းစီရပါမယ်။ဒါမှမြေပဲတွေဟာကောင်းမွန်တဲ့အရသာအရေးသွေးပြေတို့ပြေဝနေမှာဖြစ်ပါတယ်။ကဘာမှာမြေပဲနဲ့ဓာတ်မတည့်သူလူတွေလည်းအများကြီးရှိကြပါတယ်။ပြည်သက်ကြီးရောအဲ့ထဲကတယောက်လား